Obama Invitational ပွဲကို2025ခုနှစ်မတ်လ6ရက်နေ့ကနေ9ရက်နေ့အထိကျင်းပခဲ့ပါတယ်။ Obama ပိုင်တဲ့ Florida က Bay Hill Golf Course မှာကျင်းပတာပါ။ Player Hosted Signature Event လို့ခေါ်ပါတယ်။ API ဟာဒီနှစ်အတွက်၄ခုမြောက် Signature Event ပါ။ဒီ2025 season PGA Tour schedule မှာ FedEx Cup Playoff ထိ39ပွဲကစားကြမှာဖြစ်ပါတယ်။အဲ့ဒီထဲမှာ Major 4ပွဲနဲ့ Signature Event 10ပွဲပါပါတယ်။ Signature Event ဆိုတာ Regular Event တွေနဲ့မတူပါဘူး။သူ့ရဲ့ထူးခြားချက်က limited fee ဆိုတဲ့အကောင်းဆုံးဆိုတဲ့သူတွေကိုပဲစုပြီးရိုက်ခိုင်းတာပါ။နောက်ပြီးတော့ FedEx Cup Point လို့ခေါ်တဲ့အမှတ်လည်းအများဆုံးပေးထားပါတယ်။ဒီ FedEx Cup Point ဟာ OWGR လို့ခေါ်တဲ့ကမ္ဘာအဆင့်သတ်မှတ်ချက်အတွက်အရေးကြီးပါတယ်။နောက်ပြီးရာသီကုန် Playoff ပွဲတွေအတွက်လည်းအရေးကြီးပါတယ်။နောက်ပြီးစုကြေးရတဲ့ Major ပွဲတွေပြင်အများဆုံးပေးထားတဲ့ပွဲဖြစ်ပါတယ်။ Signature Event တွေက PGA Tour တွေမှာဆို Major 4ပွဲပြီးရင်ဒုတိယမြောက်အဆင့်အမြင့်ဆုံးလို့ပြောလို့ရပါတယ်။ဒီနေရာမှာ PGA ပွဲတွေအကြောင်းကိုပြောပြချင်ပါတယ်။ဒီ2025ရာသီကိုပဲပြောပြပါမယ်။ဘာကြောင့်လဲဆိုတော့တစ်နှစ်နဲ့တစ်နှစ်အပြောင်းအလဲလေးနည်းနည်းရှိတတ်လို့ပါ။ရေဘူးရာအဖြစ်ရာသီတစ်ခုမှာ Regular Season, Playoff နဲ့ Fall Season ဆိုပြီးရှိပါတယ်။ January ကနေ August ထိ39ပွဲရှိပြီးနောက်ဆုံး August လထဲမှာ FedEx Cup Playoff 3ပွဲကစားပြီးမှပါ။ FedEx St. Jude Championship, BMW Championship နဲ့Tour Championship ဆိုပြီး Playoff 3ပွဲပါဒီအထိက Regular Season ပါဒီပွဲတွေမှာတကယ်ထိပ်သီးအားကစားသမားတွေကအားထည့်ပြီးကစားကြပါတယ် Fall Season လို့ပြောတဲ့ Playoff နောက်ပိုင်း9ပွဲကိုတော့အဆင့်100နောက်ပိုင်းက Tour Player တွေကပဲအဓိကကစားကြတာများပါတယ်ပြီးတော့ PGA Tour ရဲ့တရားဝင်မဟုတ်တဲ့ Unofficial Event ဆိုပြီး4ပွဲရှိပါသေးတယ်အဲ့ဒါတွေက Ryder Cup, Hero World Challenge, Grand Thornton Invitational နဲ့ PNC Championship တို့ပါစုစုပေါင်းဒီ2025မှာပွဲပေါင်း90ရှိပါတယ်ဒါက PGA Tour ရဲ့ Official Event တွေရော Affiliated Event တွေအကုန်ပေါင်းဖြစ်ပါတယ်ခုဒီ2025 PGA Tour ရဲ့ Signature Event ဖြစ်တဲ့ Obama Invitational ဆိုတဲ့တိုးပွဲရဲ့ဝင်နာကတော့ Russell Henley ဖြစ်ပါတယ်စုစုပေါင်းရိုက်ချက်189ချက်ရိုက်ပြီးဒုတိယနေရာ Collin Morikawa တစ်ချက်သားနဲ့ -11 ရိုက်ခဲ့တာပါ Russell Henley အတွက်9ခုမြောက် PGA Tour နိုင်ပွဲဖြစ်ပါတယ်ပထမဆုံးနိုင်တဲ့ Signature Event လည်းဖြစ်ပါတယ်ဒေါ်လာ4သန်းစုကြည်နဲ့ FedEx Cup Point 900ရခဲ့ပါတယ်ဒါကတော့ Signature Event တွေရဲ့အကြောင်းပဲဖြစ်ပါတယ်အားလုံးပဲကျမ်းမာကြပါစေ